ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့သတင်းထူးတစ်ခုလည်းပြန်ပြောပြရတယ်ရှင့်လွန်ခဲ့တဲ့နေ့ရက်ကမှအကြီးကျယ်ရထားနဲ့ကားနဲ့တိုက်မှုမီးလောင်မှုဖြစ်သွားတဲ့နေရာမှာဒီနေ့ရထားနဲ့လူနဲ့ထပ်တိုက်ပြန်ပြီသူကဘလို့ဖြစ်လဲဆိုရင်တော့အဲ့ရဲ့နေရာကိုဇူလိုင်ပြောပြမယ်နော်နေရာကတစ်ဖက်မှာကကြတော့ပေါ့နော်ဒီဟိုတယ်တွေလူနေအိမ်တွေရှိတယ်ကွန်ဒိုတွေရှိတယ်တစ်ဖက်မှာကြတော့သူကလေကွင်းအုံနဓာကြီးရှိတယ်ပြီးတဲ့ခါကျရင်ဒီအပင်နဲ့ရှည်ရှည်လေးတွေခြုံလေးတွေရှိတယ်အဲ့မှာများတော့အဖြစ်ဆိုင်ကမောင်းတဲ့သူတွေတို့မဟုတ်ဒီကားမောင်းတဲ့သူတော့ရက်လို့မရအောင်ဆိုင်ကမောင်းတဲ့လူကနည်းနည်းများတယ်ဆိုင်ကမောင်းတဲ့သူတွေကလေအဲ့မှာဆိုင်ကရက်ပြီးတော့ဟိုဘက်လမ်းရက်ထားလမ်းရဲ့တန်လမ်းရဲ့ဟိုဘက်ခြံကူးပြီးတော့ရှူးသွားပေါက်ကြတာရှူးပေါက်ကြတယ်ပေါ့နော်အဲမျိုးအဲ့နာမှာအဲ့ဒါမရှိတဲ့တော့အဲ့ဒီရက်ထားတန်လမ်းကူးပြီးတော့ရှူးပေါက်ကြအဲ့ရှူးပေါက်တဲ့လူကကန်ဆိုးတာသူကဘာလဲဆိုတော့ तू ကရှူးရမ်းထွက်နေပြီးစိုက်ကကြီးရက်ပြီးဟိုဘက်လမ်းကူးနေတဲ့အချိန်မှာရက်ထားလာတာ तू တစည်းလုံးကိုမတွေ့သလိုမကြားသလိုပဲ तू ကနှစ်ချက်ကြီးတက်ပြီးတော့လမ်းကူးနေတာနှစ်ချက်ကြီးတက်ပြီးတော့လမ်းကူးနေတော့ထားလာတဲ့ရက်ထားတစည်းလုံးကို तू မတွေ့ပဲနဲ့ကွယ်အဲ့ဒီလမ်းကိုကူးလိုက်တဲ့အချိန်မှာ तू ရက်ထားအချိန်နဲ့ तू နဲ့တိုက်မိသွားတော့ तू ကပလက်လက်ပြီးကျသွားတာပလက်လက်ပြီးကျသွားတာဖြစ်တဲ့အတွက်သူ့ရဲ့ခေါင်းနဲ့ဒီရက်ထားတန်လန်းဆိုတော့အကုန်လုံးမောင်နှမတွေသိတဲ့အတိုင်းပဲအောက်မှာကြောက်ခဲတွေပဲရှိတယ်တန်တွေပဲရှိတယ်ပေါ့နော်မကြောတွေပဲရှိတယ်မြေကြီးလောကမရှိဘူးအဲ့လိုမျိုးဆိုသူ့ခေါင်းနဲ့အဲ့ဒီအောက်မှာနဲ့တိုက်မိပြီးတော့ခေါင်းကွဲသွားတာတန်လန်းမှာလှအောက်ပိုင်းဆိုတာဒီမျိုးရက်ထားကနေပြီးတော့ပို့ဆွဲရက်ပါသွားလိုက်မယ်ဒါက तू ကလေကံကောင်းတယ်လို့ပြောရမှာခေါင်းပဲကွဲသွားတာလေအခုကလေအစိုးရအဲ့ရက်ထားအစိုးရရက်ထားမှားလားဒီပြည်သူမှားလားဆိုတာတော့စဉ်းစားရတော့မှာနော်